ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဝိုင်းလေးပဲဖြစ်ပါတယ်ဒီကနေ့ဝိုင်းလေးနဲ့အတူတူဝိုင်းလေးရဲ့ပရိသတ်တွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြခြင်းလို့ပါအဲ့ဒါကတော့ဝိုင်းလေးဒီဂီတကိုစတင်လှုပ်ရှားတဲ့အိမ်မက်ဆောင်ရာကနေစပြီးတော့မှဒီနေ့ဒီအချိန်ထိဝိုင်းလေးကိုအားပေးကြတဲ့ပရိသတ်တွေရှိတဲ့အတွက်ကြောင့်ဝိုင်းလေးရဲ့ YouTube channel ဖြစ်တဲ့ဝိုင်းလေး official ဆိုတဲ့ YouTube channel လေးကအခုဆိုလို့ရှိရင် subscriber 3,000,000တိတိပြည့်သွားပြီဖြစ်ပါတယ်အဲ့ဒီအတွက် YouTube ကနေပေးအပ်တဲ့ silver button လေးကဝိုင်းလေးလက်ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီကနေ့ဒီလိုမျိုး silver button လေးကိုဝိုင်းလေးချိရတဲ့ပရိသတ်တွေနဲ့အတူတူ unboxing လေးလုပ်ချင်တာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုရိုက်ကူးရခြင်းဖြစ်ပါတယ်ဝိုင်းလေးဘွားရဲ့မှတ်တိုင်လေးဖြစ်သလိုဝိုင်းလေးရဲ့ပရိသတ်တွေဒါရယူပေးမှုနဲ့ဒီ YouTube silver button လေးကိုရရှိခဲ့တာဖြစ်တဲ့အတွက်မမရရဒီဗီဒီယိုလေးကိုရိုက်ကူးထားတာဆိုတော့အခု unboxing လေးလုပ်လိုက်ရအောင်နော်တော့ဒီလိုအနေနဲ့ရှင်းနေတုံးလိုက်တယ်ဝါဒါပါလေ Congratulations on your subscriber milestone We are honored to take part in recognizing your achievement and want your experience to be exceptional. This award was inspired and packaged with great care by Rick. ဒါဝိုင်းကို congratulations လုပ်ထားတာပေါ့နော်Thank you ရမ်းပြောနေဒါကအော်ဒီမှာလဲ Okay ဒီဟာကလဲ YouTube CEO ရဲ့လက်မှတ်နဲ့ပေါ့နော် Congratulate လုပ်ထားတဲ့စာရွက်ကလေးပေါ့ဟာဒီဟာလေးရဖို့ဝါဝိုင်းတော်တော်စူးစမ်းခဲ့ရတာ Oh my god ပြောလိုက်တာWow! Winely officials for passing 100,000 subscribers. Wow! အရမ်းမိုက်တယ်ဒီဘက်ကဗာလေးလေဒါကဂရီပါလေးနဲ့ဒီမှာချိတ်လို့ရအောင်လုပ်ထားတယ်ချိတ်လို့ရအောင်လုပ်ထားတယ်သဘောကျလိုက်တာဘာပဲပြောဒါဝိုင်းလေးကိုဒီလို silver button လေးကိုရယူပေးတယ်ဝိုင်းလေးရဲ့တေးသချင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တူးချင်းစီကိုတကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ဝိုင်းကပြောရမယ်ဆိုရင် YouTube မှာကတိတ်ပြီးတော့ activity တွေတိတ်မလုပ်ဖြစ်ဘူးပေါ့နော်ဝိုင်းတို့က YouTube တွေဒီ streaming platform တွေနဲ့ဝိုင်းတို့အမှုပညာလုပ်ခဲ့တဲ့2014ရာစပြီးတော့မှဒီနေ့2025အထိပေါ့နော်လန်ခရီးကအရန်ကိုပြောရမယ်ဆိုရင်ခက်ခဲခဲ့တယ်ဝိုင်းလေးတို့စူးစမ်းခဲ့ရတဲ့အချိန်ကြီးအများကြီးပဲပေါ့နော်အခုခေတ်ကလေးတွေလူငယ်တွေဆိုလို့ရှိရင်ဒီလိုမျိုး silver button ရဖို့ဆိုတာအရန်လွယ်ကူပါတယ်ဒါပေမဲ့ဝိုင်းလေးတို့လိုမျိုးဟိုးအရင်ကတည်းကပေါ့နော်ဒီလိုမျိုး platform တွေနဲ့မရင်းနှီးသေးခဲ့တဲ့သူတွေအတွက်ကတော့ဒီလိုမျိုး silver button လေးတစ်ခုရဖို့ဆိုတာတကယ်ကိုနှစ်တည်းအများကြီးဆယ်စုနှစ်တစ်ခုကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဝိုင်းလေးရဲ့တေးသချင်းတွေကိုလည်းအများအားနားဆင်အားပေးနေကြတဲ့ပရိသတ်တွေအတွက်လည်းဒီ silver button ရပြီးတော့နောက်ထပ်သောဒီ goal တို့တခြားသော milestone တွေအများကြီးကိုအတူတူကျော်ဖြတ်ချင်ပါတယ်။ဝိုင်းလေးဘက်ကလည်းတေးသချင်းကောင်းတွေအများကြီးကိုဆက်လက်ပြီးတော့မှစူးစမ်းသွားမယ်လို့ကတိပေးပါတယ်။အဲ့တော့ဝိုင်းလေးရဲ့ Wine Lee Official YouTube Channel ကိုလည်း subscribe မလုပ်ရသေးတဲ့သူတွေရှိလို့ရှိရင်လည်းဆက်လက်ပြီးတော့ subscribe လုပ်ပြီးတော့အားပေးနားဆင်ကြပါအောင်လို့ပြောချင်ပါတယ်။နောက်ထပ်ကျေးဇူးတင်ချင်တာကတော့ Wine Lee လိုမျိုးဒီလိုမျိုး YouTube Silver Button လေးတွေကိုယူပေးတဲ့ဒီ Digital Dream Elevation ဆိုတဲ့ဒါ Facebook page ကပေါ့နော်သက်ဆိုင်ရာမောင်လေးညီမလေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဝိုင်းလေးရဲ့ YouTube Silver Button လေးကိုလည်းဒီ Digital Dream Elevation ဆိုတဲ့ page ကနေပြီးတော့မှယူပေးခဲ့တာဖြစ်ပါတယ်အချိန်တိုတွင်းနဲ့လက်ထဲရအောင်ယူပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အရမ်းပြောနေပြီမို့လို့နောက်ထပ်ဗီဒီယိုလေးတွေလည်းဆက်လက်ဖန်တီးဖို့တက်ခွန်အားရှိပါတယ်နောက်ထပ်တေးသချင်းကောင်းများစွာနဲ့ပရိသတ်တွေစီကိုပြန်လာခဲ့ပါမယ်ရှင်အားလုံးဝင်တက်တာ